Upper Bracket မှာနေရာတစ်ခုကိုရယူသွားနိုင်ခဲ့တဲ့ YG Gladiators အသင်း Upper Bracket နေရာတနေရာမှာမိမိစိုးမိုးလိုက်နိုင်သူကတော့ YG ဖြစ်လာခဲ့ပါပြီ။ Young Gladiators နဲ့ Mathis တို့ MSL မှာထိပ်တိုက်တွေ့ဆုံတဲ့ပွဲဟာ MLBB ပရိသတ်တွေကြားမှာစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ match up တစ်ခုဖြစ်ခဲ့တာပါ။အသင်းနှစ်သင်းလုံးက aggressive play style နဲ့ fast rotation game play တွေကိုအသုံးပြုကြတာကြောင့်ပွဲစားတွေအဆုံးထိ tension ပြည့်နဲ့ကြီးခဲ့ရတဲ့ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ပွဲစဉ်ရှောင်းလုံးမှာတည်ငြိမ်တဲ့ team work ပြတ်သားတဲ့ object control တွေနဲ့ Mathis ကို reverse sweep ပြီးတော့ပရိသတ်တွေကိုအကြိုက်တွေးစေမဲ့ပွဲကောင်းပွဲကိုဖန်တီးသွားခဲ့တာဖြစ်ပါတယ်။ drive ပိုင်းမှာကြည့်မယ်ဆိုရင်အသင်းနှစ်သင်းလုံးစိတ်ဝင်စားဖို့ကောင်းခဲ့တာပါ။ Mathis ဘက်က surprise pick hero တွေထုတ်သုံးခဲ့ပြီးတော့ aggressive combo lineup ကိုအသုံးပြုခဲ့ပါတယ်။ YG Gladiators ဘက်ကတော့ scaling hero နဲ့ late game potential ယုံကြည်ပြီးတော့ team fight composition ကိုတိဆောက်ခဲ့ပါတယ်။ ESP lane match up တွေမှာ sustain fight အားသာချက်ကို YG ဘက်ကပို့ပြီးတော့အသုံးချခဲ့တာကိုတွေ့ရပါတယ်။ပွဲစားတဲ့ညမှာ Mathis ဘက်က early invade strategy တွေသုံးပြီးတော့ jungle pressure ပေးနိုင်ခဲ့ပါတယ်။ back camp တွေကိုနောက်ဆက်ပြီးတော့ Young Gladiators jungler ကို fan မြောင်ဖိအားပေးနိုင်ခဲ့တာကြောင့် early game goal lead ကို Mathis ဘက်ကစတင်ရရှိခဲ့တာပါ။ဒါပေမဲ့ YG ဘက်က game play နဲ့ response ပြန်လုပ်နိုင်ခဲ့ပြီးတော့ unnecessary fight တွေမဝင်ဘဲနဲ့ lane control နဲ့ objective timing တွေကိုအောင်ဆိုင်ကစားခဲ့ပါတယ်။ မိဂိမ်းရောက်လာတဲ့ချိန်မှာတော့ YG ရဲ့ rotation speed တွေပို့ပြီးတော့ကောင်းလာခဲ့ပါတယ်။ Roma နဲ့ Temp player တွေက map vision ဖွင့်ပေးနိုင်ခဲ့သလို Massman player တွေ safe position တွေဖန်တီးပေးနိုင်ခဲ့တာပါ။ Mathis ဘက်က assassin engage တွေမြန်ဆန်ခဲ့မယ်။ Young Gladiators sport line ကပြီးကောင်းကောင်းလုပ်ပေးနိုင်ခဲ့တာကြောင့်ကိုဟီရိုတွေ survive လုပ်နိုင်ခဲ့ပါတယ်။ YG player တွေရဲ့ကစားပုံက team 1နဲ့ macro game play ကိုအခြေခံထားတာမျိုးဖြစ်ပါတယ်။ Roma player က map vision ဖွင့်ပေးတဲ့နေရာမှာရမ်းတော်ပြီးတော့ data fight မစခင် batch control တွေတေချာယူတတ်ပါတယ်။ team fight စတဲ့အချိန်မှာလေ front line ကနေ initiate ဝင်ပြီးတော့ goal player တွေ damage ထုတ်နိုင်ဖို့ space ဖန်တီးပေးတတ်ပါတယ်။ဒါသူတို့အသင်းအဓိကအားသာချက်ဖြစ်သွားတယ်လို့ဆိုရမှာပါ။တစ်ဘက်က jungler player ကတော့ firing speed မြန်လို့ retreat timing တွေလည်းတိကျပါတယ်။ early game မှာ unnecessary fight မဝင်ဘဲနဲ့ level advantage ယူတတ်ပြီးတော့ objective control ပို့ပြီးတော့ဦးစားပေးခဲ့ပါတယ်။ law နဲ့ tactical contest တွေမှာ camp decision making နဲ့ secure လုပ်နိုင်တော့လည်းတွေ့ရမှာပါ။တစ်ဘက်က Mathis player ရဲ့ play style တော့ YG ထက်ပိုပြီးတော့ aggressive ဖြစ်ပါတယ်။ jungle player က early invade တွေကြိုက်ပြီးတော့ buff steal ဖို့အများတန်းကြိုးစားတတ်တာပါ။ assassin hero တွေကို mechanic မြင့်နဲ့ကစားနိုင်တာကြောင့် backline hero တွေကိုအချိန်လိုတွေမှာ burst damage ပေးနိုင်ပါတယ်။ Roma player က enemy တွေ့တာနဲ့ဖြုတ်မယ်ဆိုပုံစံမျိုးဖြစ်ပြီးတော့ casual play တွေနဲ့ surprise initiation တွေမကြာခဏလုပ်တတ်ပါတယ်။ team fight တွေမစခင် pick off gear ရအောင် patch and bash တွေကို smart ကြအသုံးပြုခဲ့ပါတယ်။ mid laner နဲ့ roam geo rotation ကလည်းမြန်ဆန်တာကြောင့် early pressure အရန်ပြင်းခဲ့ပါတယ်။ YG နဲ့ Mathis player တွေရှင်မြန်တဲ့အချိန်မှာ macro game play နဲ့ aggressive mechanic တို့ထိပ်တိုက်တွေ့ဆုံလို့ဖြစ်တတ်ပါတယ်။ Young Gladiators စိတ်ရှည်နဲ့ objective play ကိုအားထားကစားသလို Mathis က fast game pressure နဲ့ momentum ယူဖို့ကြိုးစားတတ်တာကြောင့်ပွဲတိုင်းမှာပြင်းထန်တဲ့ battle တွေအများတန်းဖြစ်တတ်တာကိုလည်းသတိထားမိကြမှာပါ။ပွဲတစ်လျှောက်မှာ clash movement တွေလည်းများစွာထွက်ပေါ်ခဲ့ပါတယ်။ base defense ချိန်ဒီမှာ YG player တွေက ban မဖြစ်ဘဲနဲ့ camp defense setup တွေလုပ်နိုင်ခဲ့သလို Mathis player တွေလည်း opportunity ရတိုင်းမှာ aggressive engage ပြန်လုပ်နိုင်ခဲ့ပါတယ်။ KH ချိန်တွေစတိုက်ဖြစ်ပေါ်ခဲ့တာကြောင့် viewer အတွက်တကယ်ကိုကြည့်ရတာကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။ဂျားတစ်ဖက်မှာဆိုရင် upper bracket မှာနေရာယူနိုင်ခဲ့တဲ့ D7 နဲ့ YG တို့ playoff မှာဘလို့အကျိတ်နဲ့ဆက်လက်ရှင်ပြိုင်မလဲဆိုတာတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းနေတာပါ။ဒီစိတ်လှုပ်ရှားစရာ playoff ပွဲစဉ်တွေကိုတော့မေလ30-31ရက်နေ့မှာသူမနာ National Indoor Stadium မှာ offline နေနဲ့ဝင်ကြေးအခမဲ့လာပြီးတော့ကြည့်ရှုအားပေးနိုင်ပါလေဖြစ်ကြောင်းပါခင်ဗျာ။